ဂျပန်မှာခောက်ဆွဲစားရင်အတန်ထွက်မှအရသာရှိတာတဲ့လားဟေ့ဂျပန်မှာခောက်ဆွဲစားရင်အတန်မထွက်ရင်အဲ့ဒီလူကိုယဉ်ကျေးမှုမရှိဘူးလို့တောင်ထင်သွားနိုင်ပါတယ်ဒါကြောင့်များဂျပန်တွေကခောက်ဆွဲစားရင်အတန်ကိုဒီလောက်ကျယ်အောင်ထွက်ရတာလေဒီအလေးချင်းကို swapping လို့ခေါ်ပါတယ်အဓိကအချက်နှစ်ချက်ရှိပါတယ်ပထမတစ်ခုကခောက်ဆွဲကိုအတန်ထွက်ပြီးစုပ်စားလိုက်တဲ့အခါလေတွေပါသွားတဲ့အတွက်ခောက်ဆွဲရဲ့အရသာကိုပိုပြီးထိထိမိမိခံစားရစေပါတယ်ဒုတိယတစ်ခုကတော့ခောက်ဆွဲကအရန်ပူတဲ့အတွက်အတန်ထွက်ပြီးစုပ်စားလိုက်မှအပူချိန်ကိုအနည်းငယ်လျော့ကျသွားစေပြီးအလွယ်တကူစားလို့ရတာပါနောက်ပြီးတော့ဒါဟာစပိုမျိုးအတွက်လည်းအဓိပ္ပာယ်ရှိပါတယ်ကျေးဇူးတင်ပါတယ်ခောက်ဆွဲကအရန်ရတာရှိတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးကိုအတန်နဲ့ဖော်ပြလိုက်တာဖြစ်ပါတယ်ဆိုတော့ဂျပန်မှာတော့ဒီအတန်ဟာအရင်ကျေးမရှိတာမဟုတ်ပဲစားတောက်မှုယဉ်ကျေးမှုတစ်ခုဖြစ်နေတာပါမြန်မာနိုင်ငံမှာတော့ဒီလိုစားရင်အတန်မထွက်နဲ့ဘလို့စုခံရတတ်တယ်မလားဂျပန်နဲ့မြန်မာဘယ်လောက်ကွာခြားသလဲမင်းတို့ရောခောက်ဆွဲစားရင်အတန်ထွက်တတ်ကြလား comment မှာပြောခဲ့ပေးဦး